အားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်နေတာကတော့ Studio One မြန်မာ recap ပဲဖြစ်ပါတယ်ဗျကျွန်တော်ဒီနေ့ recap လုပ်ပေးသွားမယ့်ဇာတ်ကားလေးကတော့ What If ရဲ့အပိုင်းတစ်ပိုင်းအနေနဲ့ပါဝင်ခဲ့တဲ့ MCU က hero တွေ zombie ဖြစ်သွားတာကို Marvel က Disney Plus နဲ့ပေါင်းပြီးတော့ series တစ်ခုအနေနဲ့ပြန်လည်ထွက်ရှိလာတာကို recap လုပ်ပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ intro လေးပြီးရင်စလိုက်ကြရအောင်ပါဇာတ်ကားလေးကိုမစတင်ခင်ဇာတ်ကားတစ်ကားလုံးကြည့်ချင်တဲ့သူဒါမှမဟုတ် spoiler မမိချင်ဘူးဆိုရင်တော့ကျွန်တော် YouTube description မှာ Telegram account link တစ်ခုကိုပေးထားပါမယ်အဲဒီ account မှာတောက်ရောက်မေးမြန်းကြည့်ရှုလို့ရပါတယ်ကြည့်ဒါဆိုရင်တော့ဇာတ်ကားလေးကိုစလိုက်ကြရအောင်ပါဇလန်ရဲ့အစဖြစ်တဲ့ကဘာကြီးပျက်စီးပြီး9နှစ်ကြာမှာတော့ Miss Marvel ဖြစ်တဲ့ Kamala Hawkeye ဖြစ်တဲ့ Kate Bishop နဲ့ Riri Williams Ironheart တို့ကို New York မြို့မှာတွေ့ရှိရမှာဖြစ်ပါတယ်သူတို့ကတော့ New York မြို့မှာအသက်ရှင်မှုရုန်းကန်နေရတာပဲဖြစ်ပါတယ်သူတို့ရဲ့အဖော်ကတော့ Iron Man ရဲ့ဝတ်စုံပြတ်တစ်ခုတည်းက Friday AI ပဲဖြစ်ပါတယ်သူတို့ရဲ့မျှော်လင့်ချက်ကတော့ပြတ်ကျလာတဲ့လေယာဉ်တစ်စီးကနေအစပြုထားပါတယ်ဆိုတော့ဘာလဲဆိုတော့ဒီလေယာဉ်ထဲမှာ Nova Cross ကိုဆက်သွယ်နိုင်မဲ့အချက်ပြကရိယာ transmitter တစ်လုံးပါလာခဲ့တာပါဒီ transmitter ရဲ့ရွယ်စားကလည်းချိုးချင်းရွယ်စားလောက်ပဲရှိပါတယ်ဒီ transmitter လေးက quantum atomic တွေကိုမယုံကြည်နိုင်လောက်တဲ့ချိန်နှုန်းနဲ့ထုတ်လွှင့်နေတယ်လို့ဆိုပါတယ်ပြီးတော့သူ့ရဲ့ပုံမှန်ရွယ်စားကလည်းဒီထက်အစားပေါင်းများစွာကြီးတယ်လို့ဆိုပါသေးတယ်ဒါပေမဲ့သူတို့ရဲ့မာသာပုံနဲ့ဒီ transmitter ရဲ့ program တွေကိုဝင်ရောက်လို့မရခဲ့ပါဘူးသူတို့က Shield ရဲ့မာသာပုံနဲ့ဖွင့်လို့ရမယ်ဆိုတဲ့ information ကိုလည်းရရှိခဲ့ပါတယ်ပြီးတော့ Shield ရဲ့တည်နေရာဖြစ်တဲ့ Ohio မှာရှိရဲဆိုတာကိုလည်းသိရှိခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့က Ohio ကိုသွားဖို့ပြင်ဆင်ရမှာတော့တယ်သူတို့ Ohio ကိုသွားတဲ့လမ်းမှာတင်မဲ့တိုက်ပွဲကြားတဲ့ကိုညှက်ခဲ့ရပါတယ်တိုက်ပွဲကတော့ Zombie Captain Marvel နဲ့ Internet တို့ရဲ့တိုက်ပွဲတွေကိုဝင်ရောက်မိခဲ့တာဖြစ်ပါတယ်ဒီတိုက်ပွဲမှာ Kate Bishop ကိုဆုံးရှုံးခဲ့ရပါတယ် Riri Williams ကလည်းကူးစက်ခံရပြီးတော့ Kamala ကိုကယ်ဖို့တကုတ်ကိုစတေးခဲ့ပါတယ် Riri က virus ကိုဆေးနဲ့ကုသဖို့ကြိုးစားခဲ့ပေမဲ့အချိန်မမီဖြစ်ခဲ့ရပါတယ်တယောက်လေးကြံခဲ့တဲ့ Kamala ကိုတော့ Blake Knight ကကယ်တင်ပေးခဲ့ပါတယ် Blake Knight ဆိုတာကတော့ Blake နဲ့ Moon Knight တို့ပါဝင်ပေါင်းစပ်ထားတဲ့သူပဲဖြစ်ပါတယ်နောက်ထပ်အသက်ရှင်ကျန်ရတဲ့သူတွေကိုတော့ Shield ဌာနစီကိုပို့ပေးခဲ့ပါတယ်အဲ့နောက်မှာတော့ Shield ဌာနမှာ Melina Red Guardian နဲ့ Yelena တို့နဲ့ပူးပေါင်းမိပါတယ်သူတို့ကမာသာပုံနဲ့ဝင်ရောက်ဖို့လုပ်နေတော့မှာပဲရန်သူဘက်ကသူတို့ရဲ့ location ကိုသိရှိသွားခဲ့ပါတယ်အဲဒီနောက်မှာတော့ Scarlet Witch ရဲ့လက်အောက်ခံဖြစ်တဲ့ကိုရေးဦးဆောင်တဲ့ဖုတ်ကောင်တပ်ဖွဲ့ကြီးက Captain America အပါအဝင်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်အဲ့မှာတော့သူတို့ကလည်းထွက်ပြေးတင်းရှောင်ခဲ့ရပါတယ်အဲ့နောက်မှာတော့သူတို့ထွက်ပြေးရင်းနဲ့ပဲပထမပိုင်းကိုအဆုံးသတ်ထားပါတယ်ကဲဒါဆိုရင်တော့နောက်ပိုင်းတွေမှာပြန်တွေ့ပါမယ်